လေးတေချာရင်တော့ဒီထိတ်လေးရဲ့ဆွဲဒီဟုတ်ပြီလက်စဲဒီလေးလိုက်ဝေးဘာပြန်လာပြီဟဲဟိုမှာတားနဲ့သမီးပပပြန်လာပြီသမီးလေခါခွေးသားနဲ့လှလို့ပါရေချိုးဝိုက်ပါသမီးဆောက်ဝိုက်လားစားတယ်ဘာနဲ့တူဆိုစားတယ်လက်စားရေးစားဟိုင်းတားရအောင်လားအားလေးဝါစီလာအောင်လာအောင်တိုင်ပါစီလာအောင်好厉害，都打出来的呀！ လောက်ကအိမ်ထဲလောက်ကြမနဲ့ဆိုလဲဆိုပြီးတော့တားလေးကိုချင်းပေးနေတယ်များလို့ထင်တယ်တားလေးကအပေါင်းတိတ်မချစ်တော့ဆိုတော့ခံစားလာဟုတ်ဘူးသူတို့ကလေခုနမှအိမ်ရလို့လို့မအိမ်စားလို့တော့အဲ့ကြောင့်စိတ်မကြည်ဘူးနော်ဒီကောကလေးကိုရှောက်တွေးနေတယ်မသိကဲအဲ့ဒါဆိုချစ်တဲ့ချူလိုက်အောင်ဒီတော့ချူလိုက်ထမပဲပြေထားโอเคငယ်ချင်းอ่ะမင်းကတယောက်တည်းသမားဆိုအဆင်ပြေပေါ့ငါကတော့ကလေးနှစ်ယောက်ဆိုတော့သူတို့မြောက်ចောင်းစိမ့်နဲ့အိမ်စိမ့်နဲ့ဈေးဖို့ရဆိုတော့အဆင်ပြေကွာသူတို့ဒီလို့တစ်ခုပြန်တော့မင်းအဆင်ပြေနောက်ထပ်ဟိုလို့တစ်ခုတော့ရှာသွားရအောင်အေးကွာမင်းကအိမ်အောင်တယ်ဆိုတော့လေနော်ငါကတော့တယောက်တည်းလွတ်လွတ်လပ်လပ်ဆိုတော့အဆင်ပြေဒီလုံနေတွေပဲငါစားလို့တောက်လို့လောက်တယ်ပေါ့ကွာဒါမင်းကျတော့အိမ်အောင်တယ်ဆိုတော့ဒီအလုပ်လေးပဲမရှိလားဟောအလုပ်ဆိုလို့ငါပြောတော့မယ်ငါတို့နားမှာဟိုလေ6လက်စအလုပ်အဆောက်အုံတစ်ခုရှိရကွာအဲ့ဒါသူတို့အမှပယံနေပါတွေအမှကွာလူမို့လေလို့ပြောတယ်ကွာဒီကအေးအဲ့မင်းလှုပ်ချင်လားလှုပ်ချင်တာဗောလဲပါရန်လေးပါသွားလုပ်မယ်လေအဲ့ဆိုလေအေးဒီကဂျူတီအားတဲ့ချိန်ဆိုတော့မင်းသွားလုပ်လို့ရမယ်ဖြစ်တယ်နော်အေးအဲ့ဆိုငါပြောထားလိုက်မယ်လေကျတော့ပြောထားလိုက်ပါဒီချင်းနဲ့အလုံးနှစ်ခုတော့လုပ်မရပါအေးပါအေးပါဒီသားစုရှာကြည့်ဖို့ကဟုတ်တယ်ဒီချိန်နေနေရမယ်ဟုတ်တယ်ဟုတ်ခက်ခဲတာဟိုလုပ်လေးပါရှိမှာရှားဖို့ရတာဟုတ်တယ်အဲ့ဒါတိုင်ပတ်တယ်ဒီမှာတလားဆက်စီရဟိုဦးစီးစောကားနောက်မှာလေရုံးထွက်ပစ္စည်းတွေပါလာရှိအဲ့ဒါညီမခံတယ်လိုက်ဖို့ပြီနော်အမဒီပုံးနေကနေထားပေးအောင်ဟောဒီနားမှာပဲထားလိုက်ဦးစောဟုတ်ကဲ့ဟုတ်ထားဖို့ရနော်ကျွန်တော်တက်လိုက်ပါအောင်မအော်ခဏဟောဒီမှာရဦးစီးစောတော့မဟုတ်ဟုတ်ကဲ့ပါဟုတ်ဟောမစားတော့ပါဘူးကလေးတွေပဲယူသွားလိုက်တော့မှာတားရေသမီးရေဘာပြန်လာပြီအော်ပါရေခလီးတွေကအိမ်နေပြီအော်အိတ်ကုန်ပြီလားဒီမှာသူတို့အတွက်အမအလုပ်ကနေမုတ်ပါလာလို့လေအော်အဲ့စီဒီနေ့သိမ်းထားလိုက်မယ်လေမနေ့ကျမှကိုကအုပ်လေးနဲ့ဖြိုပြကြည့်ရတယ်လေကဲအဲ့ဒါဆိုလှုပ်ရှားရှိရလှုပ်လိုက်အောင်မလှုပ်ချလိုက်မွေးခဏလာပါဦးဒီမှာကလေးတွေအတွက်စမ်းစိုးလုပ်နေပြီခရရတယ်ကလေးလက်စမ်းခုပို့ပြန်ပို့ပေးဦးနော်ဟောပို့ပေးရမှာပေါ့ငယ်တဲ့ဆန်းစိုးမကလေးတွေဖျားနဲ့တွားလာတော့မှာအားကြောင့်နော်မလေးဒီမနက်စာမစားကြဆိုတောက်ကြရအောင်ဟုတ်တိုက်ခွချေဆက်ဖို့တက်ဖို့အမေအမိုးဝဲကြီးတဲ့မုတ်လေးရစားကြည့်စရာလေးနော်ဟုတ်ပါပါတားစားကြည့်တာဒီလိုအဲ့မကအဘွဲကျွေးဘာလို့တော့အဘွဲကျွေးရလို့ပြောမလို့လေဟောရပါတယ်ဘယ်သူဝယ်ကျွေးရဝယ်ကျွေးအဓိကမကြောက်အဓိကသူစားကောင်းပြရတယ်သွားလောက်မှာဆိုဟာမို့နေလို့မကောင်းလို့လားဟုတ်တယ်နေလို့မကောင်းအော်အဲ့ဆိုကလေးတွေစားဖို့မနှမ်းစာနဲ့ထမင်းချက်ကိုကိုယ့်ကိုယ်အဆင်ပြေလို့ချက်သွားလိုက်တော့မယ်လေဖြစ်ပါမလားဖြစ်ပါတယ်ကလေးရကြီးလာပြီဆိုတော့နည်းကြီးညာရတယ်သူတို့အတွက်အကောင်းဆုံးလုပ်ပေးလိုက်မယ်နော်အဲ့ဆိုနားလိုက်အောင်လေတော့ချက်လိုက်အောင်မနော်ဒီစားလေးတော့ချက်ပေးလိုက်နော်ဟုတ်ကဲ့ပါ
ကဲကစွဲကြော်ရပြီ ဟာအပားကျွတ်တာလည်းကျွတ်နေရှိဘဲတူးနေတယ်အဲ့ကစွန်းဆိုစိတ်စိတ်လေးကစားနေ ဟောတားလေးရဲ့အပေါင်းလည်းအကောင်းဆုံးကြော်ပေးရတာပဲဒီနေ့ကိုစားပါပါ မောင်လေးကလည်းအပားကြော်တာပဲအမိုးကြော်တာတော့ပဲကောင်းပဲတစ်ခါတည်းစားလိုက်ပါမယ် စားနိုင်ပါဘူး စားပါတားလေးရဲ့ဒီနေ့ကိုဖိုက်စာနေမှာပေါ့ ဟဲ့ဘယ်တော့လဲခဏဆောင်လေအတူတူသွားမယ်ဟောဟာသမီးတော့ မစားပါဘူးလားတမီးက ပြန်လာမှပဲစား တားတဲ့တမီးလည်းဘာမှမစားပါတော့ဖိုက်စာနေတော့မှာပဲ အဲ့ဒါမင်းမတော်ဘူး မိုးစရမိုးတောင်းစားမှုကပိုက်ဆံ ညနေဘောလုံးဝဲရှိရဲ့ ဘယ်နိုင်လဲ 2 နာရီ4နာရီ သွားမလား အေးတော့မယ်လေ ကျောင်းချိန်ရှိတယ်ကွာ ငါကိုတော်လေးရဘာမှဖြစ် ဆိုလက်ကောသွားမလား အေးတော့မယ် ရောက်နေဘယ်တော့မလဲငါလဲလိုက်မလဲ ဘာလဲကွာ မင်းတို့တော့ဘယ်တော့မလဲငါလဲလိုက်မယ်ကွာ ဟိုဘက်ကျောင်းကောင်းတဲ့ဘုံတိုင်းမှာမင်းကဘာလုပ်နေ ငါလဲလိုက်မယ်ကွာငါလဲကန်ရင်အောင် အမလိုက်နေကွာပြီး6ကန်လာမင်းဘာလဲမဟုတ် ငါလဲလိုက်မယ်ကွာ လိုက်နေသွားမယ်ငါညောတော့ခံ အေးမင်းတို့နေအောင်ငါကြောင်ကောင်းကောင်းသိဆမသားတို့ခံစားဖို့လေဆမ ဟောအေးသား ဆမတော့တိုင်ပြရှိလို့ဆမ အေးပြောသားလေ ကောင်းကောင်းနဲ့ဝေရနဲ့ဆမကြောင်းမစင်းသေးပဲဘုံလုံးသွားခံကြတယ် အော်လုတ်ပြန်ပြီအဲ့ကလေးနှစ်ယောက်ကလေအရင်တစ်ခေါက်ကလည်းပြောထားသေးတယ်အဲ့လိုမျိုးတွေမလုံနဲ့မသွားနဲ့လို့ပြောတဲ့ဟာကိုအေးသားလေးပြီးရင်ကျမတို့မိဘနဲ့တွေ့လိုက်တယ်နော် ဟုတ်ဆရာဒီကောင်လေးကူတော့ငါကြောင်ကောင်းကောင်းသိပြီဟာဟာဟာ ကောင်းနေနေခင်တော့အเจ้าမှမရှိပဲပဲလျှောက်သွားတယ် ဘယ်မှမသွား အပူရင်ပြောတယ်နော်ဆရာမအเจ้าခင်းထဲမှာမရှိဘဲနဲ့ဘောသွားကန်နေတဲ့နင်တို့တဲ့အဲ့ဒါမိဘခေါ်ခဲ့တယ်ငါအဘအခုပြောတာ ဒီနေရှောင်းပြောရနော် ပြောမှာပဲပြောလို့ရမှာအဘရေအဘ ရှောင်းပြောရင် အဘ ဟေး အဘ ဘာဖြစ်နေရဒီမောင်နှမလေး အဘသားလေးစာတင်ချိန်မှာအခန်းထဲမှာမရှိပဲဘောသွားကန်နေဆရာမမိဘခေါ်ခဲ့တယ်သူ ဟုတ်လားကောဘောတော့ကန်ဟုတ်လား ဟုတ်ပါဘူးပါရင် မလေးနဲ့ဒီကြည့်ပြောဟုတ်လားဘောတော့ကန် မကန်ပါဘူးပါလေ ဘာမှမပြောထားလဲပညာရေးနဲ့ပတ်သက်လို့ရှိရင်ဘာလုံးဝအထိခိုက်မခံဘူးလို့ပြောတာမဟုတ်လားဟမ်ဒီကိုကြောင်းထားတာဘောကံမထားတာမဟုတ်ဘူး တခါလေးဒီလူဆုံးသွားကန်တာပါလေ ငါ့ကိုပြန်မပြောနဲ့ဟေးဟာအဖေကိုပြန်မဆဲခံပြီးတော့ကြောင်းထားတာဒီလိုမျိုးရှောက်လို့နေမှာမဟုတ်ဘူးနော်အားလို့ဒုက္ခခံရမှာဆိုမင်းကိုပညာတတ်ဖြစ်စေချင်လို့ငါမင်းကိုကြောင်းထားတာနော်ဟေးရမရှိတာရှောက်လို့ ဘာတွေဖြစ်နေကြလဲ ဘာဖြစ်ရမှာလဲမင်းသားပေါ့ကြောင်းတက်ခိုင်းတာကြောင်းမတက်ပဲဘုံတော့ကန် မိဒီပပကိုအင်းခေါ် နေမဆုံးမလားဟေးရမရှိတာပဲရှောက်လို့မကြိုက်ပါဘူးပြောတာမင်းနဲ့ပတ်သက်လားဒီကောင်မရှိ အပါတော့ရိုက်ရတယ် ဩတားလေးပပကပညာရေးနဲ့ပတ်သက်နေမအောင်ဆိုတာတားလေးသိရတာလေ တန်းကျောင်းတက်တော်မူ ဟဲ့အဲ့လိုမလုပ်အောင်လေဒါဒီလောက်စာတော်တဲ့ဟာကိုကိုညွတ်ကိုမချိုးအောင်နော်ပညာကိုစူးစမ်းပြီးတော့ဆက်ပြင်မှာနော် အပါငါ့နားလဲမပေးချစ်လည်းမချစ်အမိုးကပဲငါ့ကိုနားလဲပြီးအမိုးကပဲငါ့ကိုချစ်တယ် ဒီစီဟုတ်မန်တာဆရာပြောအောင်ငါတားငယ်က12တန်းအောင်သွားပြီဟဲ့လား3မှတောင်ပါတယ် ဂုံးတော့မလားတော့ကိုရောက်ရေးဝမ်းသာနေကွာငါတူလေးတော်လိုက်တာကွာရောက် ဒီဆိုတဲ့နေ့ကသူလေဒူဒီမှာကျင်းနေအောင်ခုန်နေရောက် ကွာရောက်ငါဒီကတင်းကြငါတော့ပြောတော့ကွာမင်းတို့ဘယ်လောက်ပြောလဲ အဲ့ဒါခဏနော်အဲ့12တန်းအောင်လို့အိမ်မှာကျေးဇူးချီးမွမ်းတာရှိအဲ့ဒါကမျိုးတစ်ခါလေးဖိတ်ရှင် အေးဖင်းနေလေရောက် ဘာသာလုံးဆိုပြီးပြောပါမိကုန် အေးဖင်းနေလေ အဲ့ဒီလာမဲ့ဟိုပါဗောဒီနေ့ပြန်တော့3ရက် ဟော3ရက်နေโอเคโอเคအဲ့ဒါအေးငါလည်းမလေးအဲ့ဒါရောက်မင်းရောက်ပြီဆိုတော့ငါလည်းဂျူတီချင်းတော့မယ်နော်အေးတော့လဲလိုက်အေးလိုက်ဝတ်တာကွာနော် ဆရာတို့အောင်ရောက်ပြီဆရာမင်္ဂလာပါ မင်္ဂလာပါ မင်္ဂလာပါတမီးမင်္ဂလာပါ ဆရာဒါလေးကိုလူစော်ရဲ့သားလေးဒီနေ့12တန်းကိုလူ3မှတ်သားနေတာအောင်ပါ တော်လိုက်တာပါ အမွေဆရာတို့ရောက်ပြီနော်မို့ အော်အေးဆရာတို့ဒီမှာလာထိုင်ပါ ပြုတ်ကိုယ်ွယ်ချင်းစားဖို့အချိန်တိုင်းတော်ဖြစ်တဲ့အတွက်ပေါ့နော်အိမ်တော်မိသားစုကနေပြီးတော့မှနေဦးပြုတ်ကိုယ်ွယ်ချင်းဖိတ်ခေါ်ရတဲ့အကြောင်းရင်းလေးကိုပေါ့နော်ပြကိုရဲ့အချိန်တိုင်းပြပါတယ်ဒါလေးထပ်ပြောလေဒါလေးပဲပြောနော် ရ
ချီဥစွာဖျက်ခင်ကြီးစိုးကြီးပါပါလေဒါအခု12တောင်ဂုံထူးပါအောင်ဖြည့်ဆိုနိုင်တာဒါဖျက်ခင်ကြီးစိုးတော့တက်တက်ပဲဖြစ်ပါလေအခုအမိုးလည်းကြီးစိုးတင်နေအောင်တော့ဒါငယ်တော့အမိုးကဒါလမ်းမမြောက်အောင်ဆုံးမပြီးခဲ့တယ်လမ်းတက်ပြီးခဲ့တယ်ဒါအခုလိုထူးချွန်ဖြစ်ခဲ့တာအမိုးကြောင့်ပဲဖြစ်တော့နော်အားလုံးကြီးစိုးတင်ပါလေ 好瓜，你讲好不？没打没有技术点干的，你那种太不标。啊，技术这个牛的，今天不如都出去熬米那个完蛋了。是就熬米路，你不老给酒家用干，哪得整的？前年看咱哪来的？我这个瓜。တမီကြီးရှင်းမို့တမီကလည်းညဆိုင်ဆင်းရမှာမလို့လေထမင်းဆိုင်ကလေးနဲ့ဟိုအဝတ်စားလေးစုံတော့ပို့ပြီးနော်အမိုးတို့ဆက်ထမင်းဆိုင်ပြင်ထားမယ်တမီအဝတ်စားလေးရှာပြီးတော့မှတော့ပို့ပြီးနော်မလေးခဏနေ ဘာလဲ လာနဲ့တော့ပဲမအပြင်တော့တာရှိလို့အဖေကထမင်းဆိုင်တော့ဖို့ပြောမှာ လို့ရှိမှာပဲ လို့ပါမလေးကအမိုးထမင်းဆိုင်ပြင်ထားတယ်အဲ့ဒီလေးဖတ်တော့ရှာတော့ဖို့ပြောမတော့တာရှိလို့ဆိုတော့ ငါမှတော့လုပ်ပြီးဒါပါစားလေဘယ်စားဝဲဘာငါတို့မောင်မိုက်အတွက်အများကြီးပြင်နေတာပြီးခဲ့တာငါဒါရင်မသိပဲနဲ့အပကိုထင်မြင်မိခဲ့ ဦးလူစောဟုတ်ကဲ့ကျမဦးလူစောတောင်းထားတဲ့ကားဝင် travel report စီရင်မပေးသေးဘူးလား ဟုတ်ကျွန်တော်ပြီးသေးလို့ကြာ မတောင်းထားကြာပြီလေ ဟုတ်ကျွန်တော်လုပ်နေလို့ပါ ပြီးတော့ဦးလေးကိုကျမဘိုးကနေကြည့်နေကြာပြီနော်ညဘက်နေဆိုလဲအိမ်ငိုင်နေတယ် ဟုတ်ပါတယ်ဟုတ်ပါတယ် ခါဦးလေးနောက်ဆုံးတတိပေးခြင်းပဲ ဟုတ်ကဲ့ နော်ကားလို့မလုံးနဲ့တော့ အခါလေးလေးလူဆုံးတော့ကန်တာပါ ဟုတ်တယ်ပြောတယ်သူမဆဲခံပြီးတော့ကြောင်းထားတာဒီလိုမျိုးရှောက်လို့လည်းမဟုတ်ဘူးเนาะအဲ့လိုဒုက္ခခံရမှာဆိုမင်းတို့ပညာတတ်ပြည့်စုံငါမျိုးကြောင်းထားရတာ အဖားကြော်ရတဲ့ကစွဲကြော်လေကြည့်မဲတူးရတာကစွဲကြော်စစိမ့်လေးမှစားနေ ဒါမျက်နှာလည်းမကောင်းပါလားဘာဖြစ်လို့ဒါ ပါ ဟာဝမ်းနေတာရှိခဲ့တဲ့ပေါ့ပြပြလေ ပါတားတော့တဲ့ဒီများပြောစုပြန်ပြန်မဲစင်းရဲခံပြီးပြဆိုင်ခဲ့ရတာမမြင်ဘူးနဲ့ပါတားကိုမချစ်ဝဲတာမြင်ခင်းနေပါတားရမ်းအောင်လိုက်ရတားကိုခုလိုပါတော့ပါ ခုနကပါလေတဲ့ဘာလေဒီလားတားတို့မောင်နှမနှစ်ယောက်လုံးချစ်တယ်နော်တားတို့အဆင်ပြေကောင်းမှုကြီးပြီးလာဖို့အတွက်အဖာရုံးကန်နေရတဲ့တားတို့အတွက်အချိန်ပေးနိုင်တယ်လေဘာလို့လဲနားလဲပြီနော် တားနားလိုက်ပါပါ ဒါလိမ့်မှာပါပေါ့မင်း နေတော့နေသူ့အပိုင်းမေတ္တာကိုနားလည်ဝိုင်းမှဒါလေးအပိုင်းနားထည့်သွားပြီလား တားပါနားလိုက် ကဲအဲ့ဆိုဒီတစ်ပတ်စနေလေအလုံနာရဆိုတော့တို့မိသားစုဒီတစ်ပတ်တယောက်တူတက်ကြမယ်နော်